ဒီနေ့မှာတော့အတူတူကကျွန်တော်ဆင်ရင်မဲ့နှုတ်ဘတ်တော်ကတော့စစ်မှန်သောလွတ်မြောက်ခြင်းဆိုတဲ့အရာဂလာတိဩဝါဒစာအခန်းကြီး9ငယ်1ကနေ73ကိုဆင်ရင်သွားမယ်ဂလာတိဩဝါဒစာကိုကျွန်တော်ဆင်ကျင်လာတာဆိုရင်၄ခေါက်လောက်ဖြစ်သွားပြီပေါ့လေကြားထဲမှာကျွန်တော်မရှိဘူးဆရာတော်ဆိုင်လာဆရာမစလို့ဝင်ရတယ်ဆိုတော့ဒီနေ့မှာကျွန်တော်ဆက်ပြီးတော့ဂလာတိဩဝါဒစာကိုအခြေပြုပြီးတော့ကျွန်တော်ဆင်ကျင်သွားမယ်နောက်တစ်ပတ်ဆိုရင်တော့ကျွန်တော်ဂလာတိဩဝါဒစာကိုပြီးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာတော့တမန်ကျမ်းစာပါတဲ့သူတွေကကျွန်တော်တို့ဘာပဲဖြစ်ဖြစ်အတူတူကကျွန်တော်တို့လှန်ရအောင်ဂလာတိဩဝါဒစာအခန်းကြီး9အငယ်1ကနေပြီးတော့15ကိုကျွန်တော်တို့ဖတ်ကြည့်ရအောင်ဂလာတိဩဝါဒစာအခန်းကြီး9အငယ်1ကနေပြီးတော့15ကိုအတူတူကကျွန်တော်ဖတ်ရအောင်ဂလာတိဩဝါဒစာအခန်းကြီး9အငယ်1ကနေ15အဲ့မှာတော့ခရစ်တော်၌ကျွန်တော်တို့ယုံကြည်သူတွေလွတ်မြောက်ခြင်းအကြောင်းကိုပြောထားတယ်ကျွန်တော်တို့လွတ်မြောက်ခြင်းဟာဘယ်ကနေဘယ်ကိုလွတ်မြောက်တာလဲကျွန်တော်အပြစ်တွေကိုပြုဖို့လွတ်မြောက်သွားတာလားအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဆင်ញင်သွားမှာဖြစ်ပါတယ်ဒီနေ့ကောင်းစဉ်ကတော့စစ်မှန်သောလွတ်မြောက်ခြင်းသို့မဟုတ်ခရစ်တော်၌ရှိသောလွတ်မြောက်ခြင်းဆိုတဲ့အရာကိုကျွန်တော်ဆင်ញင်သွားမှာဖြစ်ပါတယ်အတုလည်းဖတ်ရအောင်ကျွန်တော်ကတစ်ဖတ်မယ်ဒီမှာရှိတဲ့ယုံကြည်သူတွေကနှစ်အဲ့လိုပေါ့အတုလည်းဖတ်သွားမယ်ထို့ကြောင့်ခရစ်တော်သည်ငါတို့ကိုလွှတ်တော်မူသောလွှတ်ခြင်းအခွင့်၌တည်နေသဖြင့်ဂျွန်ခယံထဘိုးကိုထမ်း၍ချီနှောင်ခြင်းကိုတဖန်မခံကြနဲ့အယေဖြားလီခြင်းကိုခံသောလူအပေါင်းတို့အားငါတဖန်တက်သေးခံသည်ကထိုသို့သောသူသည်ပညတ်တရားကိုအကျွမ်းမဲ့ခြင်းအံသောငါကြွေးတင်သောသူဖြစ်၏ငါတို့မူကားယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ရာသို့ရောက်မည်ဟုမျှော်လင့်သောကျေးဇူးတော်ကိုဝိညာဉ်တော်အားဖြင့်ငတ်လျက်နေကြ၏အထက်ကသင်တို့သည်ကောင်းမွန်စွာပြေးကြ၏တို့ဖြစ်၍တမန်တရားကိုနားမထောင်စေခြင်းကအပေသူစီးတားသည်အနှဲငယ်သောတစေးသည်မုတ်စိမ့်တပုံလုံးကိုဖောင်းချွစေတတ်၏တဖန်တော်ညီကိုတို့ငါသည်အယေဖြားလီခြင်းတရားကိုဟောပြောသေးသည်မှန်လင်အဘယ်ကြောင့်ညှင်းဆဲခြင်းကိုခံရသေးသနည်းထို့သောပြောလေလက်ဝါးကတ်တိုင်တော်ကိုထိမွေ၍လဲเสียအကြောင်းဘယ်ရှင်းလက်ရှိ၏ညီကိုတို့သင်တို့သည်လွှတ်ခြင်းအခွင့်ကိုရသောသူဖြစ်ကြ၏သို့တော်လည်းစာတိပဂရိယာအခွင့်ကိုပေး၍ထိုလွှတ်ခြင်းကိုမသုံးကြနဲ့အချင်းချင်းချစ်၍အမှုချင်းကိုဆောင်ရွက်ကြလော့အတူဖတ်ရအောင်တော့မဟုတ်အချင်းချင်းကြိုက်စားလင်အချင်းချင်းဖြစ်စည်းမည်ဟုဆိုရင်၍တတိရှိကြလောခဏဆူတောင်းရအောင်အဘဖရာသခင်နာမတော်သည်ပုံကြည်ပါစေမင်္ဂလာရှိပါစေရာသီဥတုဤဖူအိတ်တော်လည်းပဲကိုရော့ကိုချစ်တဲ့စိတ်နဲ့ဒီနေ့အတူတူကယုံကြည်သူမိတ္တာဖွဲ့ဖို့ကိုရောဘုရားသခင်ကိုချီးမွမ်းကိုးကွယ်ဖို့ဒီနေ့သားသမီးများရောက်ရှိလာကြပါတယ်။တန်ရှင်တော်ဝိတော်ပြလွတ်စွာလှူရှာတော်မူပါဒီအချိန်မှလည်းကိုရောနှုတ်ကပတ်တော်များကိုဒီနေ့စင်ကြီးလုံးသူခံယူဖို့ပြင်ဆင်လက်ရှိပါတယ်။နှုတ်ကပတ်တော်ဟာပြလက်ဖို့ထက်တန်လက်တကာတို့ထက်ထက်တယ်လို့လာတဲ့အတိုင်းပဲဒီနေ့သားမစားပြီးတော့အရောက်တိုင်းကိုနှုတ်ကပတ်တော်အပြည့်ပြန်လဲပြီးတော့စကားပြောတော်မူပါတိဆောက်ပေးတော်မူပါအထူးသဖြင့်ဂလာတိဩဝါဒစာအခန်းကြီး9အငယ်1ကနေ15ကိုစင်ကြီးတဲ့အခါမှာဂလာတိဩဝါဒစာမှာကိုရောရဲ့တမန်တရားများဖွင့်ပြထားတဲ့အရာကိုရှင်းလင်းစွာနားလေပြီးတော့နေစဉ်ဘဝအသက်တာတွေမှာခရစ်တော်၌လွတ်မြောက်ခြင်းတွေမှာဆက်လက်ပြီးတော့တည်မီပြီးတော့ဂျေဇုတော်ကိုချီးမွမ်းပြီးတော့ဘုရားရဲ့ဘုန်းတော်နာမအတွက်အသက်ရှင်နိုင်သောတာဝန်ခြင်းအရောက်တိုင်းဖြစ်စေပါသခင်ယေရှုခရစ်တော်မြတ်သောနာမကိုမြှွက်အလွန်ယူသည်စွာချီးမွမ်းလေဆုတောင်းကြပါရပါမြတ်စွာသောဘုရားသခင်မမီကြလားမသိဂလာတိဩဝါဒစာကိုရှင်ဘောလူကဘာကြောင့်ရေးသားခဲ့တယ်လဲဆိုတာကိုကျွန်တော်တို့ပြန်ပြီးတော့သိညင်မယ်ဂလာတိဩဝါဒစာကိုဘာကြောင့်ရှင်ဘောလူကရေးသားတယ်လဲဆိုရင်ဂလာတိအသင်းတော်မှာဂလာတိဆိုတာမြို့မဟုတ်ဘူးပေါ့နော်ဂလာတိဆိုတာနယ်ပဲပေါ့နယ်မြေဖြစ်တယ်အဲ့ဒီနယ်မြေထဲမှာအသင်းတော်တွေအများကြီးရှိတာပေါ့လောက်ရအသင်းတော်စသည်ဖြစ်ရှိတယ်လေဆိုတော့အဲ့ဒီဂလာတိနယ်မှာရှိတဲ့ယုံကြည်သူအသင်းတော်ထဲမှာမှားယွင်းတဲ့ဩဝါဒကရောက်လာတယ်အဲ့ဒီဩဝါဒကပါလဲဆိုရင်ကယ်တင်ခြင်းဆိုတာခရစ်တော်ကိုယုံကြည်ယုံသက်သက်မဟုတ်ဘဲနဲ့ကျူးလူမျိုးတွေရဲ့ပညတ်
တရားတွေကိုလိုက်လျှောက်ရမယ်ကြည်ညာအားထုတ်ရမယ်အရေးပြားလီးချင်းမင်္ဂလာကိုခံရမယ်စသည်ဖြင့်မှားယွင်းတဲ့ဩဝါဒရောက်လာတဲ့အတွက်ကြောင့်ရှင်ဘောလူဟာအဲ့ဒါမှားတယ်အဲ့ဒါမဟုတ်ဘူးကယ်တင်ခြင်းဆိုတာကကျွန်တော်တို့ပြညတ်တရားတွေအချစ်မပါဘဲနဲ့ဖယားသခင်ရဲ့ကျေးဇူးတော်တက်ကြောင့်လက်ဝါးကားတွေပေါ်မှာခရစ်တော်ပြုတဲ့အရာကိုယုံကြည်ခြင်းအဖြစ်ပဲဖြစ်တယ်ဆိုတဲ့အရာကိုပြန်လည်ပြီးတော့ခုခံတဲ့အနေနဲ့သူကရေးသားခဲ့တယ်ဆိုတာကိုကျွန်တော်တို့ပြန်လည်ပြီးတော့စင်ကျင်သတိရဖို့ဒီနေ့ခွန်အားပေးခြင်းနဲ့အဲ့ဒီလိုမှားယွင်းတဲ့ဩဝါဒကိုခုခံခြေပတဲ့အခါမှာရှင်ဘောလူကအချက်၃ချက်နဲ့အထူးသဖြင့်သူကမိမောင်းထိုးပြတယ်နံပါတ်၁ကတော့အခန်းကြီး၁ကလည်းနှစ်ကျွန်တော်တို့စင်ကျင်ခဲ့ပြီးပြီအခန်းကြီး၁နဲ့နှစ်မှာရှင်ဘောလူကသူကတက်သေးခံထားတယ်ငါလည်းမဲ့တစ်ချိန်လုံးကပြညတ်တရားတွေကိုလိုက်လျှောက်ကျင့်ကြံအထုတ်တဲ့ဖာရီရှဲဖြစ်တယ်ငါရဲ့ဗာလဲရွယ်တူတွေထဲမှာတော့မှအပြစ်တင်ခွင့်နဲ့ကင်းလွတ်အောင်ပြညတ်တရားကိုအိမနမကျင့်ကြံအထုတ်တော်သူဖြစ်တယ်ဆိုတာကိုသူပြောတယ်ဒါပေမဲ့ပြညတ်တရားအဖြစ်ကောင်းကင်ရောက်ဖို့သူစူးစမ်းခဲ့တယ်သို့တော်တမန်တက်မြို့ကိုသွားတဲ့ခရိယာန်တွေကိုညှင်းဆဲဖို့သွားတယ်တမန်တက်လမ်းမှာပဲသခင်ယေရှုနဲ့တွေ့ပြီးတော့သခင်ယေရှုအဖြစ်သူပြောင်းလဲလာတယ်ဆိုတာကိုသူပြောတယ်သူပြောင်းလဲလာပြီးတော့နောက်ပိုင်းမှာအာရဗ်တေဂန္တာရဖက်ကိုသူသွားတယ်ပြီးတော့ပြန်လာတယ်ပြီးတော့ယေရုရှလင်မြို့ကိုသူသွားတယ်ယေရုရှလင်မြို့မှာလည်း15ရက်16ရက်လောက်ပဲသူနေတယ်ပြီးတော့သူ့ရဲ့ရှေတာရှုမြို့ကိုသူပြန်သွားတယ်ဆိုတဲ့အကြောင်းတွေကိုသူ့အတွေ့အကြုံတွေပြန်ပြောတယ်သူကအရင်တော့ကတော့ပြညတ်တရားအဖြစ်ဖယားသခင်ကိုချင်းကပ်ခဲ့တယ်ဒါဟာမဟုတ်ဘူးခရစ်တော်ရဲ့ယေရှုတရားအဖြစ်ဖြစ်တယ်ဆိုတဲ့အရာကိုသူ့အတွေ့အကြုံနဲ့သူပြန်ပြီးတော့တက်သေးခံတယ်ဆိုတာတွေ့ရသူဟောတဲ့ဧဝံဂေလိဟာလည်းပဲဖယားသခင်ရှိကတက်ရိုက်လာတဲ့ဧဝံဂေလိဖြစ်တယ်တမန်တော်ရှိတမန်တော်ထံကသူနီးခံထားတဲ့အရာလည်းမဟုတ်ဘူးဆိုတာကိုသူပြောတယ်ဒါကြောင့်သူယေရုရှလင်သွားတဲ့ခါမှာလဲသူခဏပဲသူတို့နဲ့ဗီဒီယိုနဲ့စကားပြောတယ်သူတို့ရှိမှသူနီးခံတာဘာမှမရှိဘူးသူယေရုရှလင်မြို့မှာရောက်တဲ့တစ်ပတ်နှစ်ပတ်အတွင်းမှာလည်းပဲသူဧဝံဂေလိပဲဟောပြောခဲ့တယ်ဆိုတာတွေကိုသူကအခန်းကြီး1နဲ့2မှာပြောခဲ့တယ်ဒါကြောင့်သူဧဝံဂေလိဟောတဲ့အရာခရစ်တော်ရှိကတက်ရိုက်လာတဲ့အရာဖြစ်တယ်အဲ့ဒီဧဝံဂေလိတရားဟာတမန်တော်ဟောတဲ့ဗီဒီယိုတို့ယာကုပ်တော်ဟောတဲ့ဧဝံဂေလိနဲ့လည်းဆန့်ကျင်ဘက်မဟုတ်ဘူးအတူတူပဲဆိုတာကိုသူပြောတယ်အဲ့ဒီဧဝံဂေလိတရားဟာဘာလဲဆိုရင်ကယ်တင်ခြင်းဆိုတာကခရစ်တော်ပြုတဲ့အရာကိုယုံကြည်ခြင်းအားဖြစ်ပဲဖြစ်တဲ့ပြညတ်တရားတွေကိုဆက်ပြီးတော့ထပ်ပြည့်စရာမလိုတဲ့အရာကိုသူကနေပြီးတော့အခန်းကြီး1ကနေ2မှာသူပြန်ပြီးတော့သူ့ရဲ့အတွေ့အကြုံတွေနဲ့အခြေခံပြီးတော့သူပြန်ပြီးတော့တက်တည်ပြတယ်ဆိုတာတွေ့ရပြီးတော့တမန်တော်ရှင်ပေတရုတော်မှဧဝံဂေလိတရားနဲ့ညီမကျင့်ဘူးတဲ့ဒီနှုန်းကအန်ဒီယိုများရောက်လာတော့ကတော့တပားအမျိုးသားနဲ့အတူစားတောက်ပြီးဝဲနေထိုင်တဲ့ယေရုရှလင်မြို့ကဂျူး background ရှိတဲ့ဂျူးလူမျိုးတွေရောက်လာတဲ့ခါမှာတော့ဂျူးလူမျိုးတွေရဲ့မျက်နှာကိုထောက်ပြီးတော့တပားအမျိုးသားနဲ့အတူထမင်းလည်းမစားတော့ဘူး။ဘာကြောင့်လဲဆိုတော့ဂျူးလူမျိုးတွေရဲ့ခါချာမှာတပားအမျိုးသားတွေကိုညှဉ်းညူးတယ်လို့သူတို့ကသတ်မှတ်တယ်။ထမင်းလည်းအတူစားလို့မရဘူး။ဆိုတော့သူဟာဧဝံဂေလိတရားနဲ့အညီမကျင့်ဘူး။ဂျူးလူမျိုးတွေနဲ့ပဲထမင်းစားပြီးတော့တခြားတပားအမျိုးသားတွေနဲ့မစားတော့ဘူး။အဲ့ဒါကိုငါရှင်ဘောလို့တွေးတဲ့အတွက်ကြောင့်ပေရယုကိုတော်မှငါတိတိချာချာအပြစ်တင်နေဆိုတဲ့အရာတွေကိုသူကပြောတယ်ဧဝံဂေလိတရားနဲ့ပတ်သက်လာပေတရုတော်မှကောင်းကောင်းဧဝံဂေလိတရားနဲ့အညီမကျင့်တဲ့အတွက်ကြောင့်ငါဒီလိုပြောခဲ့တယ်ဆိုတာကိုကလာတိအသင်းတော်သူရေးတဲ့ခါမှာသူပြောတာအဲ့ဒီပေတရုအဲ့ဒီလောက်တာကသူ့ရဲ့ဧဝံဂေလိတရားကိုမတူနဲ့ဟောတာမတူလို့မဟုတ်ဘူးဧဝံဂေလိတရားအတူတူပဲဒါမဲ့သူဟာဧဝံဂေလိတရားနဲ့အညီမကျင့်ဘူးဒါကြောင့်ငါအပြစ်တင်ခဲ့တယ်ဆိုတဲ့အရာတွေကိုအခန်းကြီး1နဲ့2မှာပြောတယ်အခန်းကြီး3နဲ့4ရောက်လာတဲ့ခါမှာတော့ तू ကတမဟောင်းချမ်းကိုကိုးကားပြီးတော့ तू ကခြေပါတယ်ဘလို့ခြေပလဲဆိုပြညတ်တရားအဖြစ်ငါတို့ဟာဖြောက်မှတ်ခြင်းတို့မရောက်တဲ့အကြောင်းယုံကြည်ခြင်းအဖြစ်ပဲဘုရားသခင်ရှေ့မှာဖြောက်မှတ်ခြင်းရောက်တဲ့အကြောင်းကိုအာဗြဟံရဲ့အသက်တာအဖြစ် तू ပုံဥမှာပြောတယ်အခန်းကြီး3 4ကိုကြည့်တဲ့ခါမှာတမဟောင်းချမ်းကအချက်လက်တွေကို तू ကယူပြီးတော့ तू ကပြန်ပြီးတော့သူတို့တွေကိုခုခံကာကွယ်ပြီးတော့ပြောရဆိုတာတွေ့ရတယ်အာဗြဟံကိုဘုရားသခင်ခေါ်တော့ကယုံကြည်ခြင်းနဲ့ပဲထွက်လာတယ်အဲ့ဒီယုံကြည်ခြင်းကိုပဲဘုရားသခင်ကဖြောက်မှတ်ခြင်းလို့မှတ်ခဲ့တယ်ဘာမှအဲ့တုန်းကအာဗြဟံအချစ်ဒီပါဒီပညာတရားတွေလည်းမရှိသေးဘူးဆိုတဲ့အရာကိုသူစနစ်တကျပြောတယ်ပြီးတော့သူကပါဆက်ပြီးတော့ပြောထားတယ်ဆိုတော့အဲ့ဒီကျွန်တော်တို့ယုံကြည်သူတွေဖြောက်မှတ်တယ်ဆိုတာဂတိတော်နဲ့ဆိုင်တယ်ပညာတရားနဲ့မဆိုင်ဘူးဆိုတာကိုလည်းသူကဆက်ပြီးတော့ပြောတယ်အာဗြဟံကိုဘုရားသခင်ကပါပြောခဲ့တယ်လဲဆိုရင်အာဗြဟံမင်းအမျိုးအနွယ်အဖြစ်လူမျိုးတွေ
ကောင်းကြီးမင်္ဂလာခံစားမယ်လို့ကဘာဦးကျန်ခိုင်း20-28မှာပြောခဲ့တယ်အဲ့ဒီခါအဲ့လိုပြောတော့ကအာဗြဟံတင်းရဲ့အမျိုးအနွယ်လို့ပြောတဲ့ခါမှာအဲ့ဒီအမျိုးအနွယ်ဆိုတာအများကိုညွှန်းတာမဟုတ်ဘူးနဲ့အနေကင်းကိုပဲညွှန်းတယ်အဲ့ဒီအနေကင်းကပါလဲဆိုတော့သခင်ယေရှုကိုပြောခြင်းဖြစ်တယ်ငါတို့ဒီနေ့ယုံကြည်ခြင်းအဖြစ်ဖြောင့်မခြင်းရတယ်ဆိုတာအာဗြဟံကိုဘုရားခင်ဂတိပေးတဲ့ဂတိတော်နဲ့ဆိုင်သောကယ်တင်ခြင်းဖြစ်တယ်ဆိုတာကိုသူကအခန်းကြီး3နဲ့4မှာတမဟောင်းကျမ်းကိုအခြေပြုပြီးတော့သူကပြန်ပြီးတော့ခုခံခြေပါတယ်ဆိုတာကိုကျွန်တော်သွားပြီးတော့တွေ့ရတယ်ဆိုတော့အာဗြဟံကိုပေးတဲ့ဂတိတော်ဟာတစ်ဖက်သက်ပြုတဲ့ဂတိတော်ဖြစ်တဲ့ပိညတ်တရားကိုပေးတော့ငါပိညတ်တရားစာချုပ်တော့ငါအဲ့ဒီလိုမဟုတ်ဘူးနှစ်ဦးနှစ်ဖက်အပြန်အလှန်တပေါ်တူညီရှိတယ်မင်းတို့လိုက်လျှောက်မှငါကောင်းကြီးပေးမယ်ဆိုတဲ့ conditional ဖြစ်တယ်ဒါပေမဲ့အာဗြဟံကိုပေးရဲ့ဂတိတော်ကတော့ condition မရှိဘူး unconditional ဖြစ်တယ်အဲ့ဒါကအခုခရစ်တော်ကိုယုံကြည်ခြင်းအပြင်ရတဲ့ဖြောင့်မတ်ခြင်းကိုဆိုလိုတယ်ဆိုတဲ့အရာကိုတမဟောင်းကျမ်းကိုပြန်ပြီးတော့ယူပြီးတော့သူကပြန်ပြီးတော့အဲ့ဒီမှားရတဲ့ဩဝါဒတွေကိုပြန်ပြီးတော့ခြိပါတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်။ပိညတ်တရားပေးတဲ့ရည်ရွယ်ချက်ကလည်းပဲခဏတာငါတို့ကိုထိမ့်သိမ့်ဖို့ပဲဖြစ်တယ်ဆိုတဲ့အရာကိုလည်းသူကဆက်ပြီးတော့ပြောထားတယ်။ပြီးတော့ငါတို့ရဲ့ယုံကြည်ခြင်းအပြင်ဖြောင့်မတ်ခြင်းဟာဘာနဲ့တူတယ်လဲဆိုရင်ဣဇက်ရဲ့အသက်တောင်မင်းတို့ကြည်ပါတဲ့ဣဇက်ဆိုတာဂရိတော်နဲ့ဆိုင်သောသားဖြစ်တယ်တဲ့ဣဇက်နဲ့ညီကိုနောက်တစ်ယောက်ဘာလို့လဲဣရှမေလကတော့လူလုတ်တဲ့အရာဖခင်ရဲ့ဂရိတော်နဲ့မဆိုင်ဘူးအာဗြဟံနဲ့ဣဇက်မဟုတ်ဘူးအာဗြဟံနဲ့စာရာကနေပြီးတော့သူတို့ဟာသူတို့စူးစမ်းပြီးတော့နော်သူတို့ထင်မြင်ချက်တွေထပ်ပေါင်းပြီးတော့ရလာတဲ့သားကဘာလို့လဲဣရှမေလဒါပေမဲ့ဣဇက်ကတော့သူတို့ရဲ့ဟိုနဲ့မဆိုင်ဘူးဖခင်ရဲ့ဂရိတော်နဲ့ငါပေးမယ်လို့ပြောတဲ့ဂရိတော်နဲ့ဆိုင်ပြီးတော့ဖြစ်ပွားသောသားဖြစ်တယ်အခုငါတို့ယုံကြည်သူတွေဟာလည်းပဲဖခင်ရဲ့သားဖြစ်တယ်ဆိုတာလူရဲ့လှုပ်ခြင်းအဖြစ်ပြည့်ညက်တရားတွေကျင့်ကြံအားချင်းအားထုတ်ခြင်းအဖြစ်ဖြစ်လာတဲ့ဖခင်သားသမီးမဟုတ်ဘူးငါတို့ဟာနော်ဣဇက်လိုပဲဂရိတော်နဲ့ဆိုင်သောသားဖြစ်တယ်ဆိုတာကိုသူကဒီမှာရှင်းပြအခုကျွန်တော်တို့အခန်းကြီး9နဲ့6ကိုရောက်လာပြီအခန်းကြီး9နဲ့6မှာဆိုရင်တော့သူကဘာပြောလဲဆိုအဲ့ဒီလိုကျွန်တော်တို့ယုံကြည်သူတွေယုံကြည်ခြင်းအပြင်ဖြောင့်မတ်ခြင်းဖြစ်လာတဲ့ကျွန်တော်ယုံကြည်သူတွေရဲ့အသက်တာမှာလည်းပဲမာလေကိုကျင့်တရားတွေဟာသိုးသွားတာမဟုတ်ဘဲနဲ့ပို့ပြီးတော့ကောင်းလာဖို့ဖြစ်တယ်ဆိုတာကိုသူဆက်ပြီးပြောတယ်။ဘာကြောင့်လဲဆိုတော့ပိညတ်တိကျမ်းကိုအခြေခံပြီးတော့တွင်နေတဲ့လူတွေကရှင်ဘောလူရဲ့မင်းကဂျေဇုတရားယုံကြည်သောအဖြစ်ဂျေဇုတော်ကြောင့်ကယ်ခြင်းရောက်တယ်ဆိုရင်အပြစ်ကိုလှုပ်ဖို့ခွင့်ပေးတာမဖြစ်နေဘူးလားဆိုတဲ့အရာတွေမေးခွန်းရှိတယ်လေကျွန်တော်ပြောခဲ့ကြတယ်။အဲ့ဒါကိုအခန်းကြီး9နဲ့6မှာသူကပြန်ရှင်းထားတယ်။မဟုတ်ဘူးမင်းတို့ပြောတာမှားနေပြီဆိုတာကိုသူကဆက်ပြီးတော့ရှင်းပြတယ်အဲ့ဒါကိုကျွန်တော်အခုသွားမှာဆိုတော့အဲ့မှာအခန်းကြီး9နဲ့ကြောက်ကြည့်တဲ့အခါမှာကျွန်တော်တို့ရဲ့ခရစ်ယာန်အသက်တာဟာလှပတဲ့အသက်တာဖြစ်တယ်မင်းတို့ထင်တယ်လို့မဟုတ်ဘူးပိညတ်တရားမဲ့အသက်ရှင်ခြင်းမဟုတ်ဘူးအပြစ်ကိုလွတ်ဖို့ငါတို့လွတ်မြောက်ခြင်းရတာမဟုတ်ဘူးဆိုတာကိုသူရှင်းပြတဲ့အခါမှာသူကအရင်ဆုံးငါတို့ရဲ့လွတ်မြောက်ခြင်းခရစ်တော်ရဲ့လွတ်မြောက်ခြင်းကိုသူကပြောတယ်ကျွန်းခမ်းရထဘိုးကိုပြန်ပြီးတော့မလောက်ကြပါနဲ့ဆိုပြီးတော့သူစပြီးတော့ဒီမှာပြောတယ်ခန်းကြီးကကျွန်တော်ဆက်ဖတ်ရအောင်ခန်းကြီးကငယ်1ကိုပြန်ဖတ်ရအောင်1နဲ့3ထို့ကြောင့်ခရစ်တော်သည်ငါတို့ကိုလွတ်တော်မူသောလွတ်ခြင်းအခွင့်၌တည်နေသဖြင့်ဂျုံခရံထဘုတ်ကိုထပ်၍ချီနှောင်ခြင်းကိုတပံမခံကြနဲ့ငါတို့ဟာလွတ်မြောက်သွားပြီခရစ်တော်အားဖြင့်လွတ်မြောက်သွားပြီဘာကြောင့်မို့လို့အဲ့ဒီလွတ်မြောက်ခြင်းမှာမင်းတို့တည်ပါတဲ့ဂျုံခရံထဘုတ်ကိုထပ်၍ချီနှောင်ခြင်းကိုတပံမခံနဲ့တစ်ချိန်လုံးကငါတို့ဟာဂျုံခံနေပညာတရားရဲ့ဂျုံဖြစ်နေတယ်ဆိုတာသူကဒီမှာမိမောင်းထိုးပြနေတာဘယ်လိုဂျုံဖြစ်တယ်လဲဆိုရင်ဘုရားသခင်ရဲ့မျက်နှာကိုရဖို့အတွက်ပညာတရားကိုစောက်ရှောက်နိုင်ရမယ်လို့နားလေတယ်မရမကသူတို့စူးစမ်းအားထုတ်တယ်သူတို့ဗာလဲသူတို့အဲ့ဒီကနေပြီးတော့မလွတ်မြောက်နိုင်ဘူးသူတို့မှအမြဲတမ်းဝန်ထုတ်ဖြစ်နေတယ်ငါဒီနေ့ဘုရားသခင်စိတ်တော်ကိုမကျေနပ်စေဘူးငါဒီပညာတရားတွေလက်လျှောက်ရအောင်မယ်ဒါပေမဲ့လက်လျှောက်ပြန်တော့လဲကျင့်နိုင်သလားမကျင့်နိုင်ပြန်ဘူးအဲ့ဒီဝန်ထုတ်ဖြစ်နေတယ်တဲ့အဲ့ဒါကိုမင်းတို့ဘာလို့ပြန်ပြီးတော့ထမ်းချင်တာလဲဆိုတာကို तू ပြောနေတာပညာတရားကိုမကျင့်နိုင်တဲ့အခါမှာငါတို့ရဲ့စိတ်ထဲမှာအပြစ်ရှိတယ်လို့ခံစားလာတယ်လေခံစားလာတယ်ဘုရားမျက်နှာနဲ့ဘုရားရှင်ရှိမှငါတို့မျက်နှာမရဘူးဆိုတဲ့ဟာခံစားရနေတဲ့အဲ့ဒါကိုကြိုးစားအားထုတ်ပြီးတော့လှုပ်လေကျွန်းဖြစ်လေပြီးတော့ကိုယ်လည်းမကျင့်နိုင်လေအဲ့ဒီကနေငါတို့ခရစ်တော်အားဖြင့်လွတ်မြောက်ခြင်းကိုပေးသွားပြီဆိုတာကို तू ကဒီမှာပြောထားတယ်အဲ့ဒါကြောင့်အဲ့ဒီကျွန်းခံရထဘိုးကိုပြန်ပြီးတော့မတင်ကြနဲ့ပိညတ်တရားတွေကောင်းကင်နံရောက်ဘုရားမျက်နှာသာရဖို့ကောင်းကင်ရောက်ဖို့ဒီပိညတ်တွေဘာလို့မင်းတို့ကထဘိုးလိုပဲဘာလို့ပြန်ထမ်းပါလဲနွားတွေဟာထဘိုးတင်တဲ့အခါမှာမော့မှာမမော့နိုင်တာဒီလိုပဲသွားတယ်လေဒါပေမဲ့ထဘိုးကိုဖယ်လိုက်တဲ့အခါမှာတို့တို့မဖြစ်ဘူးလားဖြစ်တယ်မင်းတို့လည်းအခုလွတ်မြောက်သွားပြီဘာလို့ထဘိုးကိုပြန်တင်ပါလဲဆိုတာကို तू ကဒီမှာ
ပြန်ပြီးတော့ပြောထားတယ်။ဘာကြောင့်လဲဆိုရင်ငါတို့ကိုပိညတ်တရားရဲ့ကျင့်ချင်းမှာခရစ်တော်ကလွတ်မြောက်စေပြီးဂလာတိခန်း33မှာပြောထားတယ်လေခရစ်တော်ကငါတို့ရဲ့ကိုယ်စားကျင့်ချင်းကိုခံနေပြီးတော့ငါတို့ပိညတ်တရားရဲ့ကျင့်ချင်းကနေဘာဖြစ်စေပြီလဲလွတ်မြောက်သွားစေပြီခရစ်တော်ကငါတို့ကျင့်ချင်းနေရှိတယ်ပိညတ်တရားကိုကျူးလွန်နေကျွန်တော်ပေါ်ကျင့်ချင်းရှိအဲ့ဒါအားလုံးခရစ်တော်ကယူပြီးပြီခရစ်တော်ကကျင့်ချင်းခံပြီးပြီငါတို့လွတ်မြောက်သွားပြီဆိုတာကို तू ကပြောတယ်ဒါကြောင့်မလို့ထပ်ဖို့ကိုထပ်ပြီးတော့မတင်နဲ့ဆိုတာကို तू ကဒီမှာတတိပေးတယ်ချီနှောင်ချင်းကိုတဖန်မခံချနဲ့တဲ့ဘာကြောင့်လဲဆိုရင်ပိညတ်တရားအကိုရောက်သွားတဲ့အခါမှာရှိလာနိုင်တဲ့စိုးကျိုးတွေကိုအငယ်2 3လေးကို तू ကကျွန်တော်ကြည့်အခါမှာတွေ့ရတယ်ဖတ်ကြည့်အောင်2နဲ့3နှစ်ကိုဖတ်ကြည့်အောင်ငါဘောလူဆိုဒီကသင်တို့သည်အရေးပြားလီချင်းကိုခလင်ခရစ်တော်အဖြစ်အပေအကျိုးကိုများမရနိုင်ကြမင်းတို့အရေးပြားလေးချင်းကိုခံနေဆိုရင်တဲ့တရားကိုအကျင့်တရားကိုအာကိုလင်ခရစ်တော်ဟာမင်းတို့အတွက်အသုံးမဝင်တော့ဘူးဆိုတာပြောနေတာဟုတ်ပြီနော်ခရစ်တော်အသုံးဝင်သေးသလားအသုံးမဝင်နိုင်တော့ဘူးတဲ့ဘာကြောင့်လဲဆိုတော့ပိညတ်တရားကိုသူကိုယ်တိုင်ကျင့်ခဲ့တဲ့ရှင်ဘောလူကိုယ်တိုင်ကပြောနေတာအင်မတန်မှတုံ့လောက်စရာကောင်းတယ်မင်းတို့ဆက်ပြီးတော့ကျင့်နေခရစ်တော်ဟာမင်းတို့အတွက်ဘာမှအတိတ်ပဲမရှိတော့အသုံးမဝင်တော့ဘူးဆိုတာပြောနေတာနောက်တစ်ခုကတော့အငယ်3ဖတ်ကြည့်အောင်အယေဖျားလေးချင်းကိုခံတော့လူအပေါင်းတို့အားငါတဖန်တက်သေးခံဒီကထိုသူသောသူသည်ပိညတ်တရားကိုအကျွမ်းမဲ့ကြည့်ရတော့ကအကျွေးတင်တော်သူဖြစ်မင်းတို့ကအယေဖျားလေးချင်းကိုခံရမလို့တွန်းတင်နေတဲ့မင်းတို့ယုံကြည်သူတချို့ကလည်းအဲ့ဒါကိုလက်ခံနေတယ်တဲ့အဲ့ဒါဆိုရင်တဲ့ထိုသူသောသူသည်ပိညတ်တရားကိုအကျွမ်းမဲ့ကြည့်ရတော့အကျွေးတင်တော်သူဖြစ်တယ်တဲ့ပိညတ်တရားဆိုတာကတခုတည်းကျင့်ပြီးတော့တခြားဟာတွေမကျင့်လို့မှမရတာတဲ့တခုကျင့်မဲ့အကုန်ကျင့်ရမယ်တဲ့ဟုတ်ပြီနော်ပြီးတော့ပိညတ်တရားအလုံးစုံကိုကြိတ်လျှောက်တည်တွင်တဆုံတစ်ခုနိုင်မှားမိရင်ပိညတ်အလုံးစုံကိုလွန်ကျူးခြင်းအပြစ်ရှိတယ်လို့ယာကုပ်ထဲမှာလည်းပြောထားပြီးသားဖြစ်တယ်။ဒါကြောင့်မလို့ဘာဖြစ်လို့ကျွန်းခံရန်ထပ်ဖို့ကိုထပ်ပြီးတော့တင်ချင်တာလဲဆိုပြီးတော့ဒီမှာသူကနေပြီးတော့အတိလင်းပြောထားတာကျွန်တော်တို့သွားပြီးတော့တွေ့ရတယ်။နောက်တစ်ခုအငယ်လေးကိုဖတ်ကြည့်အောင်ပိညတ်တရားအဖြစ်ဖြောက်မာရာသို့ရောက်သည်များသောသင်တို့သည်ခရစ်တော်နှင့်ကွာ၍ဂျေဇုတရား၌မတည်ရွေ့ရော့ချပြီတဲ့ခရစ်တော်နဲ့ကြွာသွားပြီတဲ့မင်းတို့ဟာကောင်းဉာဏ်ရောက်ဖို့ပိညတ်တရားကိုပဲပြန်ပြီးတော့လိုက်လျှော့မလို့ပြောနေဆိုရင်မင်းတို့ခရစ်တော်နဲ့ကင်းကွာသွားပြီတဲ့သူကအတိလင်းပြောတယ်အဲ့ဒီပြတ်တောက်ခြင်းကင်းကွာခြင်းကို Greek စကားလုံးမှာအင်မတန်ပြင်းထန်တဲ့စကားလုံးကိုသူကသုံးထားတဲ့အရာဖြစ်တယ်ကြောက်စရာကောင်းတယ်လေးမှာဆိုကျေးဇူးတရားမှာမင်းတို့ရွေ့ရော့သွားပြီတဲ့ဆိုတော့ဗာလဲပေါင်းလို့မရဘူးဆိုတာသူအတိလေးပြောထားတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်ဖတ်သွားတဲ့အခါမှာဘာတွေ့ရသလဲဆိုတော့ငါတို့မူကယုံကြည်ခြင်းအဖြစ်ဖြောင့်မတ်ရာသို့ရောက်မြို့မျော်လင့်တော့ကျေးဇူးတော်ကိုဝိညာဉ်တော်အဖြစ်ငါလိဝေနေကြဒီမှာသွားဆက်ပြောတယ်တချင်းတို့ကသူတို့ကမေးခွင့်ရှိတာကိုဒါဆိုရင်ငါတို့ခရိယန်တက်တာမှာအပြစ်ခွင့်လွှတ်ခြင်းငိုယုံကြည်ခြင်းအဖြစ်ရမယ်ဆိုငါတို့အပြစ်ထဲမှာအလုပ်ဖို့လိုင်းစင်ဖြစ်သွားတာမဟုတ်ဘူးလားဆိုတဲ့အရာကိုလေသူကငါမှာငါတို့မူကယုံကြည်ခြင်းအဖြစ်ဖြောင့်မတ်ရောက်မြို့မျော်လင့်တော့ကျေးဇူးတော်ဝိညာဉ်တော်အဖြစ်ငါလိဝေနေကြမဟုတ်ဘူးငါတို့ဟာအခုယုံကြည်ခြင်းအဖြစ်ယုံနေအခုဝိညာဉ်တော်နဲ့အတူသက်ရှင်နေပြီဆိုတာသူကဆက်ပြောသွားတယ်ငါမှာအဲ့ဒီအကြောင်းကိုနောက်ပိုင်းမှာနောက်တစ်ပတ်မှာအသေးစိတ်ဝိညာဉ်တော်နဲ့ရှောက်လန်းခြင်းကိုဆက်ပြီးတော့ကျွန်တော်သွားမှာဖြစ်ပါတယ်ဒါပေမဲ့ဒီမှာတော့သူကနေပြီးတော့မင်းတို့ထင်လို့မဟုတ်ဘူးငါတို့ကဝိညာဉ်တော်နဲ့အတူရှောက်လန်းသောသူတွေဖြစ်တယ်ဆိုတာကိုသူကပြောသွားတာဖြစ်ပါတယ်6မှာဆိုရင်ယေရှုခရစ်တော်၌အရေးဖြားလေးခြင်းအကျိုးမရှိမခံမဲနေခြင်းအကျိုးမေတ္တာအဖြစ်ပြုပြင်တတ်သောယုံကြည်ခြင်းသာအကျိုးရှိတယ်ယုံကြည်ခြင်းမဲ့အကျိုးရှိတယ်ဆိုတာပြောတယ်အထက်ကသင်တို့ဒီကောင်းမွန်စွာပြေးကြဖတ်ကြည့်အောင်ခုနှစ်ကိုအထက်ကတို့ဖြစ်၍တမန်တရားကိုနားမထောင်စေခြင်းကအပေသူစီအရင်ကတော့မင်းတို့မှန်ကန်တယ်တဲ့အခုကတော့တမန်တရားကိုနားမထောင်တဲ့အပေသူစီးတာတည်းရှစ်ကိုဖတ်မယ်ယခုယူသောအယူကသင်တို့ကိုခေါ်တော်မူသောသူ၏ဩဝါဒကိုအမိပြု၍ယူသောယူမဟုတ်အခုမင်းတို့ယူနေတဲ့အယူခံယူချက်တရားမှားနေတယ်သူကပြောတယ်နော်ကိုဖတ်မယ်တစည်းသည်မုတ်စိမ့်တပုံလုံးကိုဖုံးရစေတတ်ဒါကြောင့်တတိထားဖို့လိုအသိတော်မှာမှားရင်းနဲ့ဩဝါဒအနည်းလေးရှိအောင်မှဗာလေအနည်းငယ်သောတစည်းဟာဘာဖြစ်လဲမုတ်စိမ့်တပုံလုံးကိုဖောင်းကြစေတတ်တယ်တဲ့အဲ့ဒါတတိထားရမယ်
ဆိုတာကိုကျွန်တော်တို့ဒီနေ့ဆင်ခြင်ဖို့ဖြစ်တယ်တစ်ဆက်သင်တို့သည်ကွဲပြားသောအယူရှိသမျှကိုဘယ်လိမ့်မျိုးသခင်ဖျားကိုအမိပြု၍စိတ်ဆွဲလန်းခြင်းရှိသင်တို့ကိုနှောက်ယှက်သောသူမည်သည်ကမိမိအပြစ်ဒဏ်ကိုခံရသူကဒီမှာနာနာချင်းချင်းပြောထားတယ်သင်တို့ကိုနှောက်ယှက်သောသူမည်သည်ကဩဝါဒအမှားတွေကိုပြောနေတဲ့သူတွေဟာမိမိအပြစ်ဒဏ်ကိုခံရလိမ့်မယ်7ကိုဖတ်ရအောင်တပန်တို့ညီအကိုတို့ငါသည်အည်ပြလေးချင်းတရားကိုဟောပြောသေးသည်မှန်လင်အဘယ်ကြောင့်ညင်းဆဲခြင်းကိုခံရသေးသနည်းထို့သောပြောလင်လက်ဝါးကတ်တိုင်တော်ကိုထိမွေလဲเสียအကြောင်းပဲရှင်းလဲရှိခဏရမယ်ဒီမှာတချို့အဲ့တဲ့လူတွေကမှတ်နဲ့ဩဝါဒတွေကပြောတယ်တဲ့ရှင်ဘောလူတော်မှာအည်ပြလေးချင်းမင်္ဂလာအကြောင်းတွေဟောနေတာပဲဆိုပြီးတော့ပြောအဲ့လိုမှားရဆိုဆွဲနေကြတယ်အဲ့ဒါကြောင့်ရှင်ဘောလူကငါမဟောဘူးတဲ့ငါအခုညင်းဆဲခြင်းနေခံနေတာကတဲ့အဲ့ဒီလိုငါဟောရင်တော့ဘယ်လိုညင်းဆဲခြင်းခံမလဲတဲ့ကျိုးတွေကသူ့ကိုညှင်းဆဲနေတာလေအဲ့ဒီလိုဆက်ညင်ပဲသူဟောနေလို့ယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ယုံကြည်သောအဖြစ်ပဲဖြစ်တယ်ဆိုတာကိုဟောနေလို့ကျိုးတွေကသူ့ကိုညှဉ်းပန်းနှိပ်စက်နေတာတကယ်လို့ငါအမင်းတို့ပြောသလိုသာငါဟောနေတယ်ဆိုရင်တော့ငါဘယ်လိုညှဉ်းဆဲခြင်းတွေလဲကခံပါလေတဲ့အဲ့ဒါကိုသူကနေပြီးတော့ပြောနေတယ်ဆက်နှစ်ဖတ်ရအောင်ဒီတို့ကိုမှောက်မားစေသောသူတို့ကိုပယ်ရှင်းနှင်ထုတ်စေကြငါလို့အဲ့ဒီလိုမှောက်မားစေသောသူတို့ပယ်ရှင်းနှင်ထုတ်စေခြင်းကပါလေငါအလိုရှိတယ်အငယ်73ကနေ15ကိုကျွန်တော်ပြဆက်ပြီးတော့ဖတ်မယ်အဲ့မှာပါတွေ့ရဆိုတော့ကျွန်တော်တို့ခရိယန်တွေရဲ့လွတ်လပ်ခြင်းရဲ့သဘောတဘာဝကျွန်တော်တို့ကဘယ်တွေကလွတ်မြောက်သွားပြီလဲကျွန်တော်တို့ကပညာတရားတွေကကျွန်တော်လွတ်မြောက်သွားပြီဖြစ်တယ်အဲ့ဒီလိုလွတ်မြောက်သွားတာဟာတဲ့အပြစ်ကိုလုပ်ဖို့လားဆိုတော့သူဒီမှာအသေးစိတ်ပြန်ပြီးပြောထားတယ်ပြီးတော့ပညာတရားမဲ့အသက်ရှင်ခြင်းကိုပြောတာလားဆိုတော့သူကအမှ73ကနေ15မှာသူအတိလင်းပြန်ပြီးတော့ဖြည့်ရှင်းထားတယ်ဟုတ်ပြီနော်သူတို့ဒီစိုးရိမ်နေတဲ့အရာကိစ္စကိုသူကပြန်ဒီမှာဖြည့်ရှင်းထားတယ်ဟုတ်ပြီနော်သူတို့ပြောသလိုခရိယန်အသက်တာကိုပညာတရားနဲ့တွားဖို့ဆိုတဲ့အရာအမြင်ကမတူဘူးသူတို့ကြတော့ဗာလဲဆိုရင်ယုံကြည်တာနဲ့မပြီးဘူးကယ်တင်ချင်းရဖို့ယုံကြည်တာနဲ့မပြီးဘူးဘာလို့ရမလဲပညာတရားတွေသို့မဟုတ်ကောင်းမှုကုသိုလ်တွေထပ်ဖြစ်ရမယ်ဆိုတဲ့ရှုထောင့်ရှင်ဘောလူရှုထောင့်ကြအဲ့လိုမဟုတ်ဘူးကယ်တင်ချင်းရဖို့ငါတို့ရဲ့ကျင့်ကြံအားထုတ်ခြင်းတွေကုသိုလ်ကောင်းမှု14မှမပါဘူးဖရားကျေးဇူးတော်အဖြစ်ယုံကြည်သောအဖြစ်ကျတော့ငါတို့ကယ်တင်ချင်းရပြီကယ်တင်ချင်းရပြီးသားဖရားသားသမီးတွေကကောင်းတဲ့အသက်တာတွေမှာအသက်ရှင်ရမယ်ဆိုတဲ့ရှုထောင့်ဟုတ်ပြီနော်လုံးဝမတူဘူးဖတ်ရ73ကနေ15ညီအကိုတို့သင်တို့သည်လွတ်ချင်းအခွင့်ကိုရသောသူဖြစ်ကြ၏သို့တော်လည်းစာတိပဂရိအခွင့်ကိုပေး၍ထိုလွတ်ချင်းကိုမသုံးကြနဲ့အချင်းချင်းချစ်၍အမှုချင်းကိုဆောင်ရွက်ကြလော့အကြောင်းမူကားကိုယ်နှင့်ဆက်ဆိုင်သောသူကိုကိုယ်နှင့်အမျှချစ်လော့ဟုသောပညတ်တစ်ပါးကိုချစ်လေပညတ်တရားရှိသမျှကိုအကျွမ်းမဲ့ချစ်ရာရောက်၏တော့မဟုတ်အချင်းချင်းကြိုက်စားလင်ချင်းချင်းဖြစ်စီမျိုးစိုးရင်တတိရှိကြလော့ဒီမှာသူကပြောထားတယ်ကျွန်တော်တို့ယုံကြည်သူတွေရဲ့လွတ်လပ်ခြင်းဟာတဲ့တချို့လူတွေနော်အပြစ်ကိုလုပ်ဖို့လိုင်စင်ရတာအပြစ်ကိုလုပ်ဖို့လွတ်လပ်သွားတော့မဟုတ်ဘူးဆိုတာသူအတိလေးပြောထားတယ်ယနေ့နော်ရေပန်းစားနေတဲ့အရာတစ်ခုရှိတယ် antinomianism ဆိုတာရှိတယ်သူကဘာလဲဆိုတော့ဖရားသခင်ငါတို့ကိုချစ်တယ်ငါတို့ဘာပဲလုပ်လို့ဖရားငါချစ်တယ်ဆိုတော့ငါတို့အခုအပြစ်လုပ်လဲဘာမှမဖြစ်ဘူးဆိုတော့ရှုတောက်သွားတဲ့ဟာကို antinomianism လို့ခေါ်တယ်ကျွန်တော်တို့ကအဲ့ဒါနဲ့မတူဘူးเนาะဟုတ်ပြီเนาะငါတို့ဟာကြိုက်တယ်လို့အပြစ်လုပ်နိုင်တယ်ဆိုတော့ရှုတောက်ကသွားပြီးတော့ခရိယန်အသက်တာမှာလဲကြိုက်တယ်လို့အပြစ်လုပ်တဲ့လူတွေလည်းရှိတယ်အဲ့ဒါ antinomianism လို့ခေါ်တယ်ဆိုတော့ရှင်ဘောလူကအဲ့ဒါကိုဆန့်ကျင်ထားတယ်ငါတို့လွတ်လပ်တယ်ဆိုတာဘယ်ကလွတ်လပ်တယ်လဲပညာတရားတွေကလွတ်လပ်တယ်အဲ့ဒီလွတ်လပ်တဲ့ကငါတို့အပြစ်ကိုကြိုက်လို့လုပ်ဖို့လိုင်စင်ရတာမဟုတ်ဘူးဆိုတာသူကဒီမှာပြောထားတယ်ညီကိုတို့တင်တို့ဒီလှော့ချင်းအခွက်ကိုရတော့ဖြစ်တိုးတော်လဲစာတိပဂတိအခွက်ကိုပေးရထိုးလဲချင်းကိုမသုံးကြနဲ့လို့သူကအတိလင်းမပြောထားဘူးလားအဒီလင်းပြောတာဒါရင်ကျွန်တော်တို့လွတ်လပ်ခြင်းအသွေးအသားအလိုတိုင်းအသက်ရှင်နိုင်သောလွတ်လပ်မှုမဟုတ်ဘူးဟုတ်ပြီနော်တကယ်တော့အဲ့လိုအသက်ရှင်မယ်ဆိုအဲ့ဒါလွတ်လပ်မှုမဟုတ်ဘူးကြီးမားတဲ့ခြေတော်မှုဖြစ်သွားပြီဘာကြောင့်လဲဆိုကျမ်းစာပြောတယ်တုဆက်ကိုပြုသမျှသောသူတို့ဒီတုဆက်ဤကျွံဖြစ်တယ်လို့ပြောအဲ့ဒါကျွံပြန်ခံခြင်းပဲဖြစ်တယ်ကျွန်တော်တို့လွတ်လပ်ခြင်းဟာဗာလဲဘုရားသခင်ကိုလွတ်လပ်စွာကျွန်တော်တို့ပြန်လဲကိုးကွယ်နိုင်တဲ့လွတ်လပ်ခြင်းမျိုးဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ဘုရားထံမှာအစီအတားမရှိကျွန်တော်လွတ်လပ်စွာတိုးဝင်ခြင်းကနိုင်တဲ့ကျွန်တော်တို့လွတ်လပ်ခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့အင်မတန်မှအရေးကြီးတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့လွတ်လပ်ခြင်းဟာအပြစ်လုပ်ဖို့လွတ်လပ်ခြင်းလားလုံးဝမဟုတ်ဘူးအဲ့ဒါကို
ရိုးမယ်ဖွဲ့လို့မရဘူးခရစ်တော်၌ငါလွတ်မြောက်သွားပြီအပြစ်လုပ်ဖို့အတွက်ငါခရစ်တော်၌ခရစ်တော်အဖြစ်ခွလွတ်ခြင်းခံပြီဆိုရင်အဲ့ဒါကိုသွားရိုးမယ်ဖွဲ့လို့မရဘူးဆိုတာကိုကျွန်တော်တို့ယုံကြည်သူသတိပြုရမယ်ဟုတ်ပြီနော်ဆိုတော့ခရိယန်လွတ်လပ်ခြင်းဟာကျွန်တော်တို့အသွေးအသားအလိုဆန္ဒကိုဗာလဲပြုလုပ်ဖို့လွတ်လပ်ခြင်းမဟုတ်ဘူးဒါတော့ဒီမှာပြောရလေစာတိပဂရိအခွင့်ကိုပေးအဲ့ဒီစာတိပဂရိကအာရန်ရှိရလာတဲ့အပြစ်ကိုလုတ်တတ်တဲ့စာတိပဂရိအဲ့ဒီစာတိပဂရိကခရစ်တော်နဲ့အတူလက်ဝါးကားရင်မှာအသေးခံမီလို့သူပြောထားပြီးသားငါဒီခရစ်တော်နဲ့အတူလက်ဝါးကားရင်ပေါ်မှာအသေးခံမီသို့တော်လဲအသက်ရှင်သေး၏ထို့သို့ဆိုတော့ငါဒီကိုယ်တိုင်ပြင်ခရစ်တော်ဒီငါအထက်မှာရှင်နေဆိုပြီးတော့ဒီမှာအတိလင်းပြောထားပြီးသားဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုကဘာလဲဆိုရင်ကျွန်တော်တို့ခရစ်တော်၌လွတ်မြောက်တော့ကျွန်တော်တို့ liberty ပေါ့ကျွန်တော်လွတ်မြောက်ခြင်းခံတဲ့ခြင်းဟာကိုယ်နဲ့ဆက်ဆိုင်သောသူကိုကောင်းပုံဖြတ်နိုင်တဲ့လွတ်လပ်မှုမဟုတ်ဘူးဟုတ်ပြီနော်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းသို့မဟုတ်ကုမ္ပဏီမှာတတိပြစ်လိုက်ခါကိုယ့်ရဲ့အလုပ်ရှင်အလုပ်သမားတွေကိုကြိုက်တယ်လို့ကောင်းပုံဖြတ်နိုင်တဲ့လွတ်လပ်ခြင်းမဟုတ်ဘူးငါရဲ့အပြစ်တွေကိုဘုရားခင်ကအကုန်လုံးစေကြောသွားပြီဆိုတော့ကုမ္ပဏီတတိဖြစ်လာပြီငါရဲ့ဝန်ထမ်းကိုလည်းငါကွာကြိုက်တယ်လို့ချဲလဲမယ်သူတို့ရတင်ရထိုက်တဲ့ဟာလည်းငါမပေးတော့ဘူးငါဘယ်လိုပဲလုပ်ဘုရားခင်ငါ့ကိုခွင့်လွှတ်ပြီးအဲ့ဒီလိုလူအချင်းချင်းကောင်းပုံဖြတ်ဖို့လွတ်လပ်ခြင်းမဟုတ်ဘူးတဲ့နော်အဲ့ဒါကိုလည်းရှင်ပေါလုကအတိလင်းပြောထားတယ်နောက်ကလည်းဆိုပြအောင်အချင်းချင်းချစ်၍အမှုချင်းကိုဆောင်ရွက်ကြလောငါတို့အချင်းချင်းအမှုဆောင်ရွက်ဖို့ငါတို့လွတ်မြောက်သွားတာလို့ပြောထားတယ်နော်ဆိုတော့ခရိယန်လွတ်လပ်မှုဆိုတာကိုယ်နဲ့ဆက်ဆိုင်သောသူရဲ့ကောင်းကျိုးကိုပို့ပြီးတော့တည်ဖို့ဖြစ်တယ်အဲ့ဒါလွတ်လပ်အဲ့ဒါအတွက်ကျွန်တော်တို့လွတ်လပ်သောသူတွေဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ဆိုတော့တဆုံးတူကိုစစ်မှန်တဲ့မေတ္တာနဲ့ငါတို့ချစ်တယ်ဆိုရင်ကိုယ့်အတွက်ဆိုတာတဲ့ထိုသူကိုပိုင်ဆိုင်ရမဟုတ်ပဲဗာလေသူ့အတွက်ကျွန်တော်တို့ဗာလေအစီခံမှာဖြစ်တယ်အဲ့ဒီသဘောကိုရှင်ပေါလုကဒီမှာပြောထားတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ခရိယန်လွတ်လပ်ခြင်းဟာအပြစ်လုပ်ဖို့လွတ်လပ်ခြင်းမဟုတ်ဘူးအချင်းချင်းကောင်းပုံဖြတ်ဖို့လွတ်လပ်မှုမဟုတ်ဘူးကျွန်တော်တို့လွတ်မြောက်ခြင်းအချင်းချင်းအစီခံဖို့တဲ့အချင်းချင်းအစီခံဖို့မေတ္တာနဲ့အစီခံဖို့နောက်တစ်ခုသူကပြောထားတယ်အငယ်ဆက်လေးအကြောင်းမူကားကိုနဲ့ဆက်ဆိုင်သောသူကိုနဲ့အမြချစ်လို့ဟူသောပိညတ်တစ်ပါးကိုချစ်လေပိညတ်တရားရှိမှအကျွမ်းမဲ့ကြည်ရရောက်ကျွန်တော်တို့ဟာစောစောပြောခဲ့ရှင်ဘောလပြောငါတို့ဟာတဲ့ဖယားရှင်မှာမျက်နှာသာရဖို့သို့မဟုတ်ကယ်ချင်းရဖို့ပိညတ်တရားတွေကိုကျင့်စရာမလိုဘူးဆိုတာ तू အတီလင်းပြောထားပြီလားဒါပေမဲ့ငါတို့ရဲ့လွတ်မြောက်ခြင်းဟာခရိယာသက်တာမှာပိညတ်တရားနဲ့ဆန့်ကျင်ဘက်အသက်ရှင်ခြင်းကိုလည်း तू မဆိုလိုဘူး तू ပြောနေရမဟုတ်ဘူးကောင်းဝင်နေရောက်ဖို့အတွက်ပိညတ်တရားမလိုဘူးဆိုတာ तू ပြောနေတာဟုတ်ပြီနော်နေ့စဉ်ဘုရားအသက်ရှင်တဲ့ခါမှာပိညတ်တရားမဲ့အသက်ရှင်ခြင်းကို तू အမပေးဘူး तू မပြောထားဘူးဘာကြောင့်လဲဆိုရင်ဒီမှာ तू ပြောတယ်လေအချောင်းမူကကိုနဲ့ဆက်ဆိုင်သောသူကိုနဲ့မြချစ်လို့တော့ပိညတ်တဲ့ကိုချင်းပိညတ်တရားရှိမြောက်အကျွမ်းမဲ့ကြည်ရရောက်ပြီပိညတ်တော်613ပါးရှိတယ်613ပါးဘယ်လောက်နဲ့ချုပ်နိုင်လို့ပြောခဲ့လဲ10ပါးနဲ့ချုပ်နိုင်တယ်အဲ့ဒီ10ပါးကိုဘာနဲ့ချုပ်နိုင်လဲချစ်ချင်းမေတ္တာနဲ့ချုပ်နိုင်တယ်ဆိုတော့ပိညတ်တော်တစ်ကနေပြီးတော့4အထိကဘုရားနဲ့ဆိုင်သောပိညတ်ပြီးတော့9ကနေပြီးတော့ဟို30နောက်တစ်ကနေ4ကလူနဲ့ဘုရားကြားတွေကနောက်တစ်ခုကဟို9ကနေဟိုဘက်30အထိဟုတ်တယ်နော်ဟုတ်လား30အထိကလူချင်းဆိုတော့တစ်ကနေ4အထိပေါ့အဲ့ဒါကဘာနဲ့ချုပ်လဲဆိုရင်ဘုရားသခင်ကိုစိတ်လုံးကြမဲ့ညာကြီးမြတ်နဲ့ချစ်ပါဆိုတဲ့အချစ်ချင်းကချုပ်တယ်လေပြီးတော့9ကနေ30ကလူချင်းကြတော့ဘာနဲ့ချုပ်လဲအချင်းချင်းချစ်ပါဆိုတဲ့ချစ်ချင်းကချုပ်ဒါပိညတ်တရားအားလုံးကိုဘာချုပ်လဲချစ်ဒါကြောင့်မလို့ဒီမှာ तू ပြောတယ်ကိုနဲ့ဆိုကိုနဲ့မြချစ်ပါကျွန်တော်ကအချင်းချင်းချစ်ဖို့လွတ်မြောက်တာဆိုတော့အဲ့ဒါချစ်တယ်ချင်းနဲ့အသက်ရှင်တဲ့သူအဲ့ဒါချစ်တယ်ဆိုတာအကပေကိုပြောတာအဲ့ဒါချစ်ချင်းနဲ့အသက်ရှင်ဆိုပိညတ်တရားကိုအလိုလျောက်ချစ်မိသားဖြစ်တယ်တဲ့ဥပမာပြဘာလဲတတ်မဲ့ချင်းစိတ်မရှိနဲ့ဆိုရင်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းပေါ်မှာဖျားမြင်တဲ့ချစ်တယ်ဆိုရင်သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုကိုကတတ်မဲ့တော့မှာမဟုတ်ဘူးပေါ့ဒီသဘောပေါ့နော်ဆိုတော့ပြီးတော့မိဘစကားကိုနားထောင်မှာဆိုရင်လည်းပဲကိုမိဘကိုဖျားမြင်တဲ့ချစ်တဲ့အတွက်ကြောင့်သူကနားထောင်မှာပေါ့ဒီသဘောပေါ့ဟုတ်ပြီနော်ဆိုတော့ဒီတဘောကိုရှင်ဘောလို့ဒီမှာပြောထားတယ်ငါတို့ရဲ့လွတ်မြောက်ခြင်းဟာပိညတ်တရားမဲ့လွတ်မြောက်ခြင်းမဟုတ်ဘူးဆိုတာကိုသူဒီမှာအတိလေးပြ
ပြောထားတယ်ဒါကြောင့်မလို့ तू ကဘာလဲဆိုတော့ယောမခန်းကြီးရှစ်ယောမအခန်းကြီးရှစ်ယောမခန်းကြီးရှစ်အငယ်3ကနေပြီးတော့4နောက်ကလိုက်ဆိုပေးရအောင်စာတိပရိကြောင့်ပညာတရားသည်အားနေ၍မတတ်နိုင်သောအမှုကိုဘုရားသခင်ပြုတော်မူခြင်းကအပြည့်နဲ့ပြည့်စုံသောစာရိပရိတရံကိုဆောင်သောမိမိသားတော်ကိုဆီလွတ်တော်မူ၍အပြစ်ဖြေဖို့ရာစာရိပရိ၌အပြစ်ကိုတံပေးတော်မူ၏အကြောင်းမူကားစာရိပရိအတိုင်းမခြင်းဝိညာဉ်ပရိအတိုင်းကျင့်သောငါတို့သည်တရား၌ပါသောပညာတို့ကိုစောက်ရှောက်မိအကြောင်းဒီငါတို့ကရင်ချင်းရတာငါတို့ဝိညာဉ်ပဂရိထဲမှာပြန်လဲပြီးတော့နှိုးကြရှင်သန်လာတာတရား၌ပါသောပညာတို့ကိုစောက်ရှောက်မိအကြောင်းဒီလို့သူကပြန်ပြီးတော့ပြောထားတယ်ဟုတ်ပြီနော်ဒီအရာကိုကျွန်တော်တို့ခရိယန်တော်များများ confuse ဖြစ်နေတယ်တချို့ကလည်းပဲပညာတရားမဲ့ကရင်ချင်းရဖို့ပညာတရားမလိုဘူးလို့နားလေရင်းနဲ့နောက်ဆုံးဘလို့ဖြစ်သွားတယ်လဲဆိုရင်ခရိယန်အသက်တာမှာပညာတရားမဲ့အသက်ရှင်လာတချို့ကလည်းပဲအဲ့ဒါကိုစိုးရိမ်တဲ့အတွက်ကြောင့်ကျူးလူမျိုးတွေလို့စိုးရိမ်တဲ့အတွက်ခရိယန်အသက်တာမှာအဲ့လိုအပြစ်တွေလုပ်မိမှာစိုးတဲ့အတွက်ကြောင့်ကောင်းတဲ့အရာတွေတော့ပြန်လုပ်ရမယ်ဘုရားစကားကိုနားထောင်မယ်ဆိုတဲ့အပိုင်းကိုသွားရင်သွားနေနောက်ဆုံးကယ်တင်ချင်းရဖို့လဲကောင်းတဲ့အကျင့်တွေလုပ်ရမယ်ဆိုတဲ့အပိုင်းကိုပြန်ဖြစ်သွားရောအစွန်းနှစ်ဖက်ရှိတယ်ဟုတ်ပြီနော်ဒီဘက်မှာပညာတရားနဲ့သွားတဲ့ဟာဒီမှာလုံးဝလွတ်မြောက်သွားပြီဆိုပြီးတော့အပြစ်ထဲမှာနေမွန်းနေ license to sin မောအပြစ်ကိုကြိုက်လို့လုပ်ရမယ်ဆိုတဲ့နှစ်ပိုင်းရှိတယ်ကျွန်တော်တို့ကျမ်းစာအဲ့နှစ်ခုလုံးကိုမသွန်သင်မှုလမ်းအလေရဟာပဲဟုတ်ပြီနော်ဒီအရာကတခါတလေ confuse ဖြစ်တတ်တယ် confuse ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကလာတိဩဝါဒစာကိုတေးသေးချာချာစနစ်တကျလေ့လာဖို့လိုတယ်အမှုတော်ဆောင်နေလည်းပဲအဲ့ဒါအရင် confuse ဖြစ်တတ်တယ်နော်ကိုယ့်ရဲ့တုန်တင်မှုကမှားသောအရာမဖြစ်မိဖို့ကျွန်တော်တို့ကကလာတိဩဝါဒစနစ်တကျကျွန်တော်လေ့လာဖို့လိုတယ်နောက်တစ်ခုကတော့ခရစ်ယာန်အသက်တာမှာဗာလဲကြိုက်တယ်လို့အဖြစ်ကျွန်တော်တို့လုံမိတဲ့လူတွေတချို့အဲ့ဒီလိုနားလေတဲ့ရှုတောင်းနဲ့သွားတဲ့သူရှိကျွန်တော်တို့လည်းတစ်ခါလေအဲ့လိုတချို့တော့နော်ဩဝါဒတွေကလာပြီးလွှဲမိုးနိုင်တယ်အဲ့ဒါအတွက်ဆိုကျွန်တော်တို့ကပြန်ပြီးတော့လိလာဖို့လို့လဲဆိုရင်ကျွန်တော်တို့ကယာကုပ်ဩဝါဒစာပြန်ပြီးတော့လိလာဖို့လို့ယာကုပ်ဩဝါဒစာမှာဆိုအကျင့်နဲ့ကင်းသောယုံကြည်ခြင်းဟာဗာလဲအသေးလို့ပြောပြန်ရောဂလာတိဩဝါဒစာနဲ့ယောမsorry ယာကုပ်ရှင်ယာကုပ်ဩဝါဒစာဟာစัจကြီးပဲဖြစ်နေတယ်လို့ပဲအဲ့ဒါကြောင့်မာတင်လူသာကအရင်ကသူကကလာတိဩဝါဒစာလိလာနောက်ပိုင်းမှာယာကုပ်ကိုဖတ်တဲ့ခါမှာယာကုပ်ဟာတဲ့မှားတယ်တဲ့ယာကုပ်ကိုကျမ်းစာတွေကနေပြီးတော့ရှေယာကုပ်ဩဝါဒစာဖယ်သိနေလို့သူကအဲ့လေလူနားလေခဲ့တယ်နောက်ပိုင်းသူစနစ်ညာလိလာခါမှာမဟုတ်ဘူးငါမှားနေတယ်ကလာတိကဘာလဲဆိုရင်ပြောနေတာကကယ်တင်ချင်းရဖို့အတွက်အချစ်မလို့ဆိုတာပြောနေတာရှင်ယာကုပ်ပြောတဲ့အရာကြတော့ကယ်တင်ချင်းရပြီးတဲ့အသက်တာနောက်ပိုင်းယုံကြည်ခြင်းရဲ့အသီးအပွက်ပြောတယ်ဆိုတာကိုသူနောက်ပိုင်းသဘောပေါက်တယ်ဆိုတော့ဒီနှစ်ခုကိုကျွန်တော်တို့ confuse ဖြစ်တယ်ဒါကြောင့်မလို့ဘာကြောင့်ကျွန်တော်တို့ကကလာတိဩဝါဒစနစ်ကြသွန်သင်လဲဆိုအဲ့ဒါတွေကြောက်ဖြစ်တယ်တော့မဟုတ်ဘူးဆိုရင်ကျွန်တော်မှားသွားမယ်ဘာကြောင့်လဲဆိုစင်တူယိုးမားလေးတွေအရန်ကိုစင်တူယိုးမားလေးတွေဒါကြောင့်မလို့နောက်အပတ်မှာလဲဆက်ပြီးတော့ကလာတိရဲ့အခန်းကြီး6ပိုင်းကိုကျွန်တော်စနစ်ကြဝိညာဉ်တော်နဲ့အတူရှောက်လန်းခြင်းဆိုတော့ကျူးလူမျိုးတွေစိုးရိမ်တဲ့အပိုင်းကိုရှင်ဘောရဒီမှာပြောတယ်ငါတို့ကျေးဇူးယုံကြည်သွားပြီကျေးဇူးတင်ရင်ရတယ်ဆိုတာမင်းသွန်သင်တဲ့အရာကလူတွေကိုအပြစ်လုပ်ဖို့အားပေးတာမဖြစ်နေဘူးလားလို့ပြောတဲ့အရာကို तू ကဒီမှာ9နဲ့6မှာမဟုတ်ဘူးမင်းတို့ထင်လို့မဟုတ်ဘူးငါတို့ဟာတန်ရှင်းသောဝိညာဉ်တော်နဲ့အတူရှောက်လိုက်ရမယ်အဲ့ဒီခါမှာကိုချစ်စရိုက်ဒီ moral ပိုင်းမှာလဲမင်းတို့ထင်လို့မဟုတ်ဘူးဆိုတဲ့အရာ तू ဆက်ပြီးတော့ဒီမှာပြောသွားတာကျွန်တော်နောက်ပတ်မှာဆက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်အရောက်တဲ့ကိုပြရှင်ကောင်းကြီးပေးပါစေ